အခုလိုမျိုးရည်နေမှာမြောင်းဝေးမဲ့ဒီခံစားချက်တွေလမ်းတွေကရှေ့ရလာပြီမဲ့မင်းနဲ့ဆိုအားရှိမဲ့ဘလို့တားစီမဆိုကြောက်ကမဲ့လက်တွေရင်ဒီခရီးကမလွယ်ကူဒါပေမဲ့မကြတော့အတူတူရက်ဒီမဲ့ဘယ်လိုခက်ခဲမဆိုဒီလက်တွေကိုမလပ်ဘူးအချိန်တိုင်းမင်းမေးပါပဲအတူရှိနေမယ်တူတူရက်ဒီမဲ့ဘယ်လိုခက်ခဲမဆိုဒီလက်တွေကိုမလပ်ဘူးအချိန်တိုင်းမင်းမေးပါပဲအတူရှိနေမယ်အရှိကိုကြည့်တတ်ရင်အတေကိုအားပြုမယ်မေးရတဲ့တန်ကငါတို့အားဖြစ်တယ်တခါတလေလက်ချမီးနေကိုမင်းမစွန့်လိုက်နဲ့ဒီလက်တွေကမင်းတို့အမြဲဆွဲကိုင်ပေးမယ်အတူတူရက်ဒီမယ်ရက်ဒီတော့မပြတ်ဘူးလုံးပဲဖြစ်ဖြစ်နေနေ